ဝူခုံးကနတ်စစ်တီရင်နဲ့ချတာညနေနေယူလို့ဒီเจ้าကိုနှုတ်ဆက်ပြီးသူ့ရဲ့ပန်းသီးတောင်စီကိုပြန်သွားပါတယ်။ပန်းသီးတောင်ကိုရောက်တော့မြောက်တွေကဝူခုံးရဲ့လက်အောက်ခံမကောင်းဆိုးဝါး82ယောက်နဲ့နွားပြင်ကိုနတ်သားတွေဖမ်းသွားကြဝူခုံးကိုတိုက်ပါတယ်။အဲ့ဒါကြောင့်ဝူခုံးကဒီတိုက်ပွဲကိုအဆုံးစွန်ထိတိုက်သွားမယ်လို့ဆုံးဖြတ်ချက်ချလိုက်ပါတယ်။တစ်ဖက်မှာလည်းကြောက်စင်းဂရီမင်းကဝူခုံးကိုဖမ်းမရလို့စိတ်ညစ်နေပါတယ်။အဲ့အချိန်ကိုရင်မဲတော်ရောက်လာပြီးဝူခုံးကိုဖမ်းခြင်းအားလက်ရှန်ကိုလွတ်တင်တယ်လို့အကြံပေးပါတယ်။တရုတ်ဌာနကြီးမှာအားလက်ရှန်ဆိုတာကြောက်စင်းအီဂရီရဲ့တူပါအားလက်ရှန်မေကနတ်သမီးတစ်ပါးဖြစ်ပြီးကြောက်စင်းအီဂရီရဲ့ညီမအရင်လည်းဖြစ်ပါတယ်တရက်မှာတော့အားလန်ရဲ့မေကလူသားတအုပ်နဲ့ချစ်ကြိုက်မိပြီးအားလန်ကိုမွေးဖွားခဲ့ပါတယ်အဲ့ဒါကြောင့်ကြောက်စင်းအီဂရီကကောင်းကင်ဘုံစီကံကိုချိုးဖောက်ပြီးလူသားတအုပ်နဲ့ချစ်ကြိုက်ခဲ့တဲ့သူ့ညီမကိုတောင်အောင်မှာချုပ်ထားလိုက်ပါတယ်အားလန်ရှန်ရွယ်ရောက်လာတဲ့အချိန်မှာတော့သူ့အမေကိုဖမ်းဆီးချုံနှောင်ထားတဲ့ကြောက်စင်းအီဂရီကိုမကြည်မနဲ့ဖြစ်လာပါတယ်အဲ့ဒါကြောင့်ဦးလေးနဲ့တူဆက်ဆံရေးကမေတူးခေါ်ပြောအဆင်းလောက်ပဲရှိပါတော့တယ်ဇလန်းကိုပြန်ဆက်ရရင်ကြောက်စင်းအီဂရီကအားလန်ရှန်ကိုခေါ်ဖို့တွန့်ဆုတ်နေပါတယ်ဒါပေမဲ့သူ့မိမကအခုချိန်မှာဦးခုံးကိုဖမ်းနိုင်ဖို့ကအရေးကြီးရမို့ခန်းစားချက်တွေကိုခဏပေးဖက်ထားဖို့ပြောပါတယ်ကြောက်စင်းဂရီကလည်းလက်ခံလိုက်တဲ့အတွက်ကြောင့်အားလန်ရှန်ကဝူခုံးကိုစတင်ဖမ်းဆီးဖို့လှုံ့ဆော်มาတော့တယ်။ဝူခုံးကသူ့ကိုလာတိုက်ခိုက်တဲ့သူကအားလန်ရှန်မှန်းသိတော့ဦးလေးကဆွန့်ပစ်ထားတဲ့သူမင်းကနတ်ဖျားမစစ်တဲ့သူဆိုပြီးတော့နောက်ပြောင်ပါတယ်။အားလန်ရှန်ကလည်းနတ်ဖျားစစ်မစစ်သိချင်းငါအဆွမ်းကိုကြည့်ဆိုပြီးတော့ခန္ဓာကိုယ်ကြီးထွားအောင်လုပ်လိုက်ပါတယ်။ဝူခုံးကလည်းသူ့နီတူခန္ဓာကိုယ်တောင်ရွယ်စားလောက်ကြီးမအောင်လုပ်လိုက်ပါတယ်။ဝူခုံးနဲ့အားလန်ရှန်တို့တိုက်ခိုက်နေချိန်နဲ့စစ်တီတွေနဲ့အားလန်ရဲ့ခွေးနဲ့ကြီးရဲ့မြောက်တွေကိုဖမ်းဖို့လုပ်ပါတယ်။အဲ့ဒါကြောင့်မွေမိတ်ဆာနဲ့ငတ်မိတ်ဆာမြောက်တွေနဲ့သားရည်လက်ထက်ပါမသွားအောင်ခုခံနေရပါတယ်။ဒါပေမဲ့ဆွမ်းအားချင်းမမျှတဲ့အတွက်မိတ်ဆာတွေအထိနာပြီးမြောက်တွေဖမ်းခံလိုက်ရပါတယ်။ငတ်မိတ်ဆာနဲ့မွေမိတ်ဆာလည်းဒဏ်ရာရသွားလို့ခဏအနားယူနေချိန်မြေကြီးတွေကွဲလာပြီးကြောက်ထဲကိုဆွဲခေါ်သွားတာခံလိုက်ရပါတယ်။တစ်ဖက်မှာလည်းအများနဲ့တယောက်ဖြစ်နေတဲ့ဝူခုံးကအခြေအနေမကောင်းလို့ငတ်ပုံစံပြောင်းပြီးထွက်ပြေးပါတယ်။ဒါပေမဲ့ဝူခုံးဘလို့အသွင်ပြောင်းအားလန်ရှန်ရဲ့တတိယမျက်လုံးအစွမ်းကိုတော့မလွန်ဆန်နိုင်ပါဘူး။အားလန်ရှန်တတိယမျက်လုံးကအတူးရောင်တွေကိုမြင်နိုင်စွမ်းရှိပြီးဖဲရှားနိုင်ပါတယ်။အဲ့ဒါကြောင့်အားလန်ရှန်ကတင်ငက်ပုံပြောင်းပြီးဝူခုံးတော်လိုက်ပါတယ်။ဝူခုံးကလည်းအဲ့ဒါကိုသိတဲ့အတွက်ငါးပုံစံပြောင်းပြီးရေထဲမှာပုန်းနေပါတယ်။အားလန်ကလည်းဝဝင့်ပုံစံပြောင်းလိုက်ပြီးရေထဲမှာပုန်းနေတဲ့ဝူခုံးကိုစားဖို့လုပ်ပါတယ်။ဒီတစ်ခါမှတော့ဝူခုံးကသူ့ကိုတတိမထားမိအောင်ဆိုပြီးကြောင်းဆောင်ပုံစံပြောင်းလိုက်ပါတယ်။အားလန်ရှန်ကလည်းတိုးတောင်ထဲမှာထီရှိနေတဲ့ကြောင်းဆောင်ကိုတန်းမြင်သွားပါတယ်။တကယ်နှကောင်ပါသူ့ကိုမြင်သွားပြီဆိုတာကိုရိမ့်မိတဲ့ဝူခုံးကတခါရဲတန်းပြေးပါတယ်။ဝူခုံးပြေးရဲ့နေရာကတော့အားလန်ရှန်ရဲ့နန်းဆောင်ပါ။အကြောင်းကတော့ဝူခုံးကအားလန်ပုံစံအယောင်ဆောင်ပြီးသူ့ရဲ့မြောက်တွေကိုလွတ်ပေးဖို့ပါ။နန်းဆောင်ကိုရောက်တော့ဝူခုံးကအားလန်ရှန်ပုံစံအသွင်ပြောက်ပြီးမြောက်တွေကိုလွတ်ပေးဖို့လုပ်ပါတယ်။ဒါပေမဲ့ဝူခုံးမသိလိုက်တာသူ့ရဲ့နောက်မှာတကယ်အားလန်ရှန်အစ်စ်လိုက်လာတယ်ဆိုတာဟုတ်ပါ။အားလန်ရှန်ဝူခုံးကိုမြင်တော့မင်းဘလို့တက်တီနဲ့ငါးပုံစံအသွင်ပြောင်းရလေလို့မိပြီးတိုက်ခိုက်ပါတယ်။ဒါပေမဲ့အားလန်ရှန်ရဲ့တပည့်တွေကတော့ဘသူကအစ်စ်လဲဆိုတာမဟုတ်ခွဲနိုင်ကြပါဘူး။တကယ်ထန်တာကြီးပါအားလန်ရှန်နဲ့ဝူခုံဘသူကပိုဆွမ်းလဲဆိုတာမသိပေမဲ့ဒီဇလန်းမှာတော့ဝူခုံကအားလန်ရှန်တဲ့နည်းနည်းလေးပို့ပြီးလက်ယုံရီတာပါတယ်လက်ယုံရီမှာမရှင်နိုင်တော့တဲ့အားလန်ရှန်ကသူ့ရဲ့တတိယမျက်လုံးကိုသုံးပြီးအတူရောင်တွေကိုဖယ်ရှားလိုက်ပါတယ်တရုံမှန်ပေါ်သွားတဲ့ဝူခုံကိုအားလန်ရှန်ရဲ့တပည့်တွေကဝိုင်းပြီးတက်ခိုက်ကြပါတယ်အဲ့အချိန်ကိုရင်မဲတော့ကြောက်စိမ့်အီဂရီနဲ့လောင်စီနမင်းတို့ကတိုက်ပွဲနေရာကိုရောက်လာကြပါတယ်လောင်စီနမင်းကသူ့ရဲ့အစွမ်းထက်လာတဲ့ရွှေရောင်ဝင်းကိုသုံးပြီးဝူခုံကိုဖမ်းလိုက်ပါတယ်အားလန်ရှင်လောင်စီနမင်းနဲ့နတ်စစ်တီတွေကပါတိုက်ခိုက်တာကြောင့်ဝူခုံးကအနေရာမှာနေညက်ခံလိုက်ရပါတယ်။အဲ့နောက်မှာတော့ဝူခုံးကိုကောင်းကင်ဘုံရဲ့စီးမြင်တိုင်းကွက်မြက်ဖို့လုပ်ပါတော့တယ်။ဘုံကျောင်းဆောင်နမင်းကဝူခုံးကိုစီးရင်ဖို့အမိန့်ချလိုက်တဲ့အတွက်ကြောင့်ကွက်မြက်သူကဝူခုံးရဲ့ကောင်းကိုစတင်ခုတ်ပါတယ်။ဒါပေမဲ့ဓာတ်ကပြန်ကန်လာပြီးအသွားကပဲ့ထွက်သွားပါတယ်။အဲ့ဒါကြောင့်ဘုံကျောင်းဆောင်နမင်းကဝူခုံးကိုနောက်တတိနဲ့ပြန်စီရင်ဖို့ကြိုးစားရင်အပိုင်း6ပြီးဆုံးသွားပါတယ်။နောက်ရက်ဒီမှာ Journey to the West အပိုင်းခွန်ကိုဆက်တင်ပေးပါမလို့ကျွန်တော်ရဲ့ channel ကို subscribe လေးလုပ်ထားပေးခဲ့ကြပါဦး။